တက်ရှိကြမှာစိတ်ချမ်းသာလွေရဆန္ဒတွေပြည့်စုံကြပါစေရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့စန်ထရယ်ဝေါ်မှာရှိတဲ့ပေါ့နော်မျက်နှာလေးဖက်နဲ့ပြမလေးရှိကိုဆမလေးဒီနေ့ရောက်ရှိခဲ့ပါတယ်ရှင်ခုနသားသမီးအားလုံးဆူတောင်းနိုင်ရန်အတွက်ဆမလေးတက်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ရုံရုံကြည်ကြည်နဲ့တကယ်ဆူတောင်းရင်တကယ်ဆူတောင်းပြပါတယ်ရှင်ဆမလေးကိုယ်တိုင်လည်းဆူတောင်းနေပြခဲ့ဘူးသလိုဆမလေးရှိမှလာပြီးတော့မေးကြတော့အကြားမြေမေးကြတော့သူပေါ့နော်ဆမိုင်းနဲ့ပတ်သက်နေတော့သူတွေအားလုံးလည်းဆူတောင်းပြခဲ့ပူပါတယ်လွန်ခဲ့တဲ့ပေါ့နော်6လလောက်ကဆိုလို့ရှိရင်ဆမလေးရှိကိုမနေ့နိုင်နေတာကြီးမှာအကြမ်းမြင်လာပြီးခဲ့တဲ့ပေါ့နော်ခုနသားသမီးတယောက်ရှိပါတယ်သူရဲ့ကျမကြီးနဲ့ပတ်သက်ပြီးစစ်ချက်တွေနဲ့ပတ်သက်ပြီးသူအရင်စိုးရင်ကြောက်ကြနေတဲ့အရာတွေအကုန်လုံးပေါ့နော်ဒီမြန်မာကြီးမှာသူတော့ပြီးတော့ဆူတောင်းခဲ့ပူပါတယ်သူဆူတောင်းခဲ့တဲ့သူလိုပဲဆူတောင်းနေပြည့်ခဲ့တဲ့အတွက်သူဒီမှာစိန်ရုပ်တရုပ်လှူဒန်းခဲ့ပါတယ်ရှင်အခုလည်းဆမလေးနဲ့ပေါ့နော်ပတ်သက်တဲ့ပေါ့နော်အင်္ဂါသားသမီးပေါ့နော်အင်္ဂါသားသမီးသူ့ရဲ့စတောင်းနေပြီးတဲ့အတွက်ဒီနေ့ဆမလေးသူ့ရဲ့ကိုစားသွားပြီးတော့ဆင်ရုပ်ကိုလှူပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုသူထပ်ပြီးတော့လှုပ်ဆောင်မယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆမလေးပြန်လေးခံပေးခဲ့တာပါဒါကြောင့်ခုနှစ်သားသမီးအားလုံးယုံကြည်ကြည်နဲ့ဆူတောင်းကြပါလို့တိုက်တွန်းလိုက်ပါတယ်ရှင်